video editing ကိုအခုမှစပြီးတော့လေ့လာနေတဲ့ဒီတိုင်းမဖြစ်မနေတည်ထားတဲ့အခုလိုမျိုး second recording လုပ်ထားတဲ့ကိုယ့်ရဲ့ video တစ်ပုဒ်ကို CapCut application သုံးပြုပြီးတော့ phone frame လေးဘယ်လိုထည့်ရမလဲဆိုတော့မသိသေးတဲ့တွေအတွက်ဒီ video လေးထဲမှာအသေးစိတ်ပြောပြပေးသွားမှာပဲဖြစ်ပါတယ်ပထမဦးဆုံးအနေနဲ့ CapCut မရှိသေးဘူးဆိုရင်တော့ Play Store ထဲကနေအရင်ဦးဆုံး download ဆွဲပေးဖို့လိုပါတယ်ပြီးရင်တော့ကျွန်တော်တို့က CapCut ထဲကိုဝင်ပြီးတော့ new video လေးကိုနှိပ်လိုက်ပါဒီထဲမှာကျွန်တော်တို့စောစောက second recording လုပ်ထားတဲ့ video တစ်ပုဒ်ကိုရွေးလိုက်ပြီးတော့အောက်က X ဆိုတာလေးကိုနှိပ်လိုက်ပါဒီထက်ရောက်ပြီဆိုရင်တော့ဘာမှမလုပ်တဲ့ခင် TikTok မှာတင်မှာဖြစ်တဲ့အတွက်ကျွန်တော်တို့က video ratio ကိုအရင်ဦးဆုံးပြင်ပေးရပါမယ်အောက်က menu bar လေးကိုညာဘက်ကိုဆွဲပြီးတော့ aspect ratio ကိုနှိပ်လိုက်ပါပြီးရင်တော့ 9:60 ကိုအမှန်ကြီးလေးပေးထားလိုက်ပါပြီးပြီဆိုရင်တော့ phone frame လေးထည့်ဖို့အတွက်ကျွန်တော်တို့က sticker လေးကိုနှိပ်ပေးရပါမယ်အပေါ်က search bar ထဲမှာ phone frame ဆိုပြီးတော့ရိုက်ရှာလိုက်ပါဒီထဲမှာဆိုရင်တော့ phone frame တွေအများကြီးရှိပါတယ်ကိုကြိုက်နေတဲ့ phone frame တစ်ခုကိုရွေးလို့ရပါတယ်ကျွန်တော်ကတော့ဒါလေးကိုပဲရွေးလိုက်မယ်โอเคဒါလေးကိုရွေးပြီးတော့ပြီဆိုတော့ကျွန်တော်တို့က phone frame လေးကိုတစ်ချက်ထောက်ပြီးတော့ကိုကြိုက်နေတဲ့နေရာကိုအကျဉ်းကျယ်လုပ်လို့ရပါတယ်ကိုကြိုက်တဲ့ position ရပြီဆိုရင်အနောက်က video ကိုတစ်ချက်နှိပ်လိုက်ပါကိုထားချင်တဲ့ position အတိုင်းဖုန်းထဲမှာထည့်ပေးလိုက်ပါပြီးသွားပြီဆိုရင်အနောက်က video က phone frame ထဲမှာမကြသေးဘူးဆိုရင်ကျွန်တော်တို့ကအဲ့ဒီ video ကိုတစ်ချက်ထောက်ပြီးတော့အောက်က menu bar ကိုညာဘက်အဆုံးထိဆွဲလိုက်ပါအဲ့ဒီထဲမှာကျွန်တော်တို့က mask ကိုတစ်ချက်ရွေးပေးလိုက်ပါဒီထဲမှာကျွန်တော်တို့က rectangle ဆိုတာလေးကိုတစ်ချက်နှိပ်ပေးလိုက်ပါ rectangle လေးရွေးပြီးသွားပြီဆိုရင်ကျွန်တော်တို့ကအကျဉ်းအကျယ်ကိုအပေါ်နဲ့အောက်ကိုတစ်ချက်ဆွဲပေးလိုက်ပါကိုလိုချင်တဲ့ position ရောက်ပြီဆိုလို့ရှိရင်ဘယ်ဘက်တောင်အပေါ်လေးမှာဘောင်ကြီးတဲ့ဟာလေးရှိပါတယ်အဲ့ကောင်လေးကိုအပေါ်နဲ့ဆွဲပေးလိုက်ပါဒါဆိုရင်တော့ရပါပြီ TikTok ပေါ်မှာ tutorial video တင်ချင်တဲ့လူတိုင်းဒီနည်းလမ်းလေးကတော်တော်လေးအသုံးဝင်ပါလိမ့်မယ် CapCut application ကိုအခုပဲ download ဆွဲပြီးတော့ edit လုပ်ကြည့်လိုက်ပါအဆင်ပြေမယ်လို့မျှော်လင့်ပါတယ်ကျွန်တော်အောင်ရင်တော့မှာနောက် video မှာပြန်တွေ့ကြမယ်